ဘုမလေးချစ်စရာလေးဘုမစစ်မစစ်ကျွန်တော်ကန်ကြည့်ရမယ်ဟဲ့ ဟဲ့ဘုမစစ်မစစ်ဆိုတာကင်ကြည့်လို့မရဘူးလှန်ကြည့်ရတာသူကပါစပုတ်တွေမပုတ်တွေနေလေ အဲ့လိုသူပြောပါ မလေးနင်တို့ကလည်းလေငါငငယ်တော့ကလည်းအဲ့လိုမျိုးလူလေးပါဟဲ့ဒီပါခဲ့လား သူလည်းဖြစ်တာဟုတ်သူလည်းဖြစ်တယ်တော့အဲ့လို တော်သေးတာဗောအခုတော့မခံလို့နောက်မှကျွန်တော်ယူရမှာဟဲ့ဘုံလေးဟာကြောက်နေတယ်ဗျာခင်ဗျာ ကဲဒီကိစ္စဘယ်လိုလုပ်ကြမလို့ဘုမကိုကျွန်တော်ကြိုက်မယ်ဗျာ ဟုတ်ရဲ့ဟုတ်ရဲ့ ဘုမကိစ္စကျွန်တော်အကောင်းဆုံးကြိုက်ပြဖြည့်ရှင်းပေးမယ်မင်းရလေကွာ ဘာရှောင်းမပြောဘူး ကြာနာကိုကောက်တာပဲ ဥက္ကဋ္ဌကျွန်တော်တခုတော့ပြောပြရစီဥက္ကဋ္ဌအဓိကတော့သူ့ရဲ့နေရေးထိုင်နေအဲကျွန်တော်ဘယ်လိုလုပ်ရမှာလဲ ဟုတ်သားပဲ လွယ်ပါတယ်ငါ့အိမ်မှာထားလိုက်ပါဗော ရှင်းဟာလေဒီကိစ္စနဲ့ပတ်သက်လို့ရှိရင်လေလူမျိုးမင်းဘာသာမျိုးကြောက်ကြောက်နေ တောင်းတမဟုတ်ဘူးကွာကဲတာပါ ကဲကြမလို့ပါဘူးတုံနေတုံနေနော် တော်တော်ကတော့မှာဥက္ကဋ္ဌရေဟိုဘလို့လုပ်ပေးရမှာလဲအဲကျွန်တော်ပြောပါ ဟုတ်သားပဲဟုတ်သားပဲ ဟေ့ကျုပ်တယ်ကွာဟေ့မင်းတို့အိမ်ကိုလာတဲ့အချုပ်တို့မင်းတို့ကမင်းတို့ရှင်းမင်းတို့ကခေါ်ထားလိုက်ကွာ မဖြစ်ရဘူးမဖြစ်ရဘူးလုံးဝမဖြစ်ရဘူးဒီကိစ္စလုံးဝမသိတော့ဘူးတိုင်းတယ်ပါမိမတယောက်ကျုပ်